ပုံမှန်အားဖြင့်ကျွန်တော်တို့ကခွဲစိတ်ကူတာမှုခံယူတဲ့အခါမှာတေနှုန်းကို 0% ထိမျှော်လင့်လေးရှိကြပါတယ်။ဒါပေမဲ့အမြဲတမ်းတော့ဒီလိုမဟုတ်ခဲ့ပါဘူး။ဘယ်လိုပဲပြောပြောတင့်စိတ်ထဲမှာတော့တေနှုန်းက100% ထက်တော့မကျော်နိုင်ဘူးလို့တွေးမိနေတယ်မလား။ဆရာဝန်တယောက်ကခွဲစိတ်မှုကို300% တေဆုံးတဲ့နှုန်းနဲ့ခွဲခဲ့ဘူးလေဆိုတာသင်သိပါသလား။ဟုတ်ပါတယ်။အဲ့ဒီဆရာဝန်နာမည်က Robert Liston မှာအခုဗီဒီယိုလေးကတော့ဒီအကြောင်းပါပဲခင်ဗျာ။ Robert Liston ဟာမေဇွေးတွေမပေါ်ခင်အချိန်တုန်းကခွဲစိတ်ဆရာဝန်တယောက်ပါမေဇွေးတွေမရှိသေးတော့ခွဲစိတ်ရတာအရန်ကိုခက်ခဲပါတယ်အဲ့ဒီအချိန်ကခွဲစိတ်မှုကိုလုပ်ဖို့အကောင်းဆုံးနည်းလမ်းကတော့မြန်နိုင်သမျှအမြန်ဆုံးလုပ်တာပါပဲအဲ့ဒီနည်းနဲ့လူနာကိုနာကျင်ရမယ့်အချိန်ကိုတိုးစေပြီးနာကျင်မှုကိုတက်တာအောင်လုပ်ခဲ့တာပါRobert Liston ကကမ္ဘာပေါ်မှာအမြန်ဆုံးခွဲစိတ်ဆရာဝန်နေတဲ့တယောက်ပါပဲသူ့ရဲ့ nickname ကိုတော့Fastest hand of West End အနောက်ပိုင်းကအမြန်ဆုံးလက်ပိုင်ရှင်လို့ပြီးခဲ့ရတာပါ Robert ကခြေထောက်ကိုဖြတ်ပြီးတဲ့ခွဲစိတ်မှုမှာမြန်လွန်းလို့နာမည်ကြီးပါတယ်သူ့ရဲ့လူနာဆုံးရှုံးရတဲ့နှုန်းက10ယောက်မှ1ယောက်ပါပဲအဲ့ဒီအချိန်ကတခြား surgeon တွေတခြားခွဲစိတ်ဆရာဝန်တွေက10ယောက်မှ1ယောက်တည်နှုန်းရှိခဲ့တာပါ Liston နာမည်ကျော်တာကတော့ခြေထောက်ဖြတ်တဲ့ခွဲစိတ်မှုပါပဲအဲ့ခြေထောက်ဖြတ်တဲ့ခွဲစိတ်မှုကို Liston က2မိနစ်ခွဲတဲ့နဲ့လုပ်နိုင်တာပါခြေထောက်ဖြတ်တဲ့ခွဲစိတ်မှုတစ်ခုကိုဆိုရင်28စက္ကန့်နဲ့လုပ်နိုင်တယ်ဆိုပြီးစံချိန်တင်ထားပါတယ်။ခွဲစိတ်မှုမစမီမှာ Liston ပြောလို့ရှိတဲ့စကားကတော့လူကြီးမင်းတို့အချိန်မှတ်လိုက်ကြပါဦးဆိုတာပါပဲ။ဒီစကားကသူ့ရဲ့နာမည်ကြီးစကားလေးဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ Liston ရဲ့ခွဲစိတ်မှုတိုင်းကတော့စီစဉ်ထားသလိုဖြစ်မလာခဲ့ပါဘူး။လူနာတစ်ယောက်ကိုခြေထောက်ဖြတ်ခဲ့စဉ်တုန်းကမြန်ဖို့ကိုပဲအရန်အာရုံစိုက်မိနေတော့ Liston ကသူ့ရဲ့လက်ထောက်မှာလက်ပါလာတယ်ဆိုတာကိုမေ့သွားပုံရပါတယ်။ဒါကိုပထမဆုံးလွှဲလိုက်တဲ့အချိန်မှာလူနာရဲ့ခြေထောက်နဲ့အတူသူ့ရဲ့လက်ထောက်ရဲ့လက်ချောင်းကလေးကိုဖြတ်မိသွားပါတယ်။သူ့ရဲ့အမားကိုတိတိချင်းဓာတ်ကိုဇက်ခနဲ့အပေါ်ကိုဆွဲလိုက်တဲ့အချိန်မှာခွဲစိတ်မှုကိုလေးလာကြည့်ရှုနေတဲ့သူတစ်ယောက်ရဲ့ကုတ်အင်ကြီးအနားစာကိုဖြတ်မိသွားပါတယ်။ကြည့်ရှုနေတဲ့လူကကြောက်လွန်းတာကြောင့်တခါတည်း shock ရပြီးသေသွားခဲ့ပါတယ်။ Liston ကခွဲစိတ်မှုကိုအောင်မြင်စွာအဆုံးသတ်လိုက်ပါတယ်။သို့တော့လူနာရဲ့အနာရောလက်ထောက်ရဲ့လက်ချောင်းကယောဂပိုးဝင်ပြီးမကြခင်2ယောက်စလုံးတည်ဆုံးသွားပါတော့တယ်။ဒီလိုနဲ့ Liston ရဲ့ခြေထောက်ဖြတ်တဲ့ခွဲစိတ်မှုကအောင်မြင်သွားခဲ့ပါတယ်။ဒါပေမဲ့ခွဲစိတ်မှုရဲ့ရလဒ်အနေနဲ့တော့တစ်ယောက်ခွဲတဲ့နေရာမှာ3ယောက်လုံးတည်ဆုံးသွားတဲ့300% 300% တည်နှုန်းနဲ့သမိုင်းထဲမှာတည်နှုန်းအမြင့်ဆုံးခွဲစိတ်မှုဖြစ်ခဲ့ပါတယ်။ခွဲစိတ်မှုအောင်မြင်တဲ့လူနာအပါဝင်လူ3ယောက်တော့တည်ဆုံးသွားတယ်ပေါ့။ Liston ကသူ့ရဲ့ခြေထောက်ဖြတ်တဲ့ခွဲစိတ်မှုတွေကိုဆက်ပြီးတော့လေ့လာခဲ့ပါတယ်။သူကအကောင်းဆုံးခွဲစိတ်ဆရာဝန်နေတဲ့တယောက်တော့ဖြစ်နေတော့မှာပဲ။သူနဲ့ပတ်သက်ပြီးတခြားလွဲခဲ့တာလေးလည်းရှိပါသေးတယ်။တခြားခြေထောက်ဖြတ်တဲ့ခွဲစိတ်မှုတစ်ခုမှာတော့ခြေထောက်ကိုနည်းနည်းမြင့်ထားပြီးဖြတ်လိုက်တာမတော်တဆလူနာရဲ့ခြေထောက်နဲ့အတူမျိုးသားအင်္ဂါကိုပါဖြတ်မိသွားပါတယ်။ဒါအပြင်တစ်ခါတော့ကလည်းလူငယ်လေးတယောက်ရဲ့ခန္ဓာကိုယ်ကအဖုလေးကိုဖြတ်လိုက်မိပါသေးတယ်။အဲ့ဒီအဖုလေးကအဓိက carotid artery ခေါင်းပိုင်းကိုသွားတယ်ဒီသွေးကြောလေးရဲ့ဖောင်းနေတဲ့အဖုလေးဖြစ်နေမှ Liston ခွဲပြီးမှတည်ခဲ့တယ်လူငယ်လေးလည်းချက်ချင်းအဲ့နေရာမှာတည်သွားခဲ့ပါတယ်နောက်ပိုင်းမေဈေးတွေစတင်ပေါ်လာတဲ့အခါမှာတော့ Liston ကမေဈေးစတင်သုံးစွဲတဲ့ခွဲစိတ်ဆရာဝန်တွေကတယောက်ဖြစ်ခဲ့ပါတယ်တကယ်တော့ Liston ကကောင်းမွန်တဲ့ခွဲစိတ်ဆရာဝန်တယောက်ပါဒါပေမဲ့သူ့ရဲ့ဘဝမှာကောင်းတာတွေနဲ့အတူဆိုးတာတွေလည်းစံချိန်တင်ဖြစ်ခဲ့ပါတယ်ပရိသတ်တို့ရောဘယ်လိုထင်လဲကွန်မန့်လေးတွေမှတ်သွားပေးကြပါဦး